အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ mobile လေးချောင်ဖွင့်ပြီးဆိုရင်ဒီပြင်ဆင်ခြင်းဆိုတဲ့နေရာလေးကိုတွားလိုက်ပါဒီမှာ physical မှာကျွန်တော်တို့ပြင်ဆင်ဖို့တောင်းနေပြီ magical မှာလည်းကျွန်တော်တို့ update လုပ်လို့ရပြီ temp မှာလည်းရပြီ jungle မှာလည်းရပြီ accession မှာလည်းရပြီ make မှာလည်းရပြီဆက်ပြီးတော့ဒီ fighter မှာလည်းရပြီ support မှာလည်းကျွန်တော်တို့ဒီကိုထပ်ပြီးတော့ update လုပ်ခိုင်းတယ်ဒါပေမဲ့ဒီ mass man မှာတော့ခတ်နေတော့အဲ့တော့ကျွန်တော်ဒီ mass man မှာဖွင့်ဖို့အတွက်ဒီဗီဒီယိုလေးကျွန်တော်လုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ mass man ကိုဖွင့်ဖို့အတွက်ဆိုရင် mass man ကိုထိလိုက်ပါထိပြီးသွားရင်ကျွန်တော်တို့ကဘာတွေလုပ်ဖို့လိုမလဲဆိုရင်ကျွန်တော်တို့စိန်နဲ့ဖွင့်မယ်ဆိုရင်စိန်900တကူမော်မုံနဲ့ဖွင့်မှာဖြစ်လို့ကိုယ့်ရဲ့မော်မုံလောက်မလောက်ကိုဒီမှာလာကြည့်ပါကျွန်တော်တို့ဂိမ်းဆော့နေရင်ဒီလိုမော်မုံလေးတွေရပါတယ်အဲမော်မုံလေးစုထားပါမော်မုံလေး900ပြည့်ပြီဆိုရင်ကျွန်တော်တို့ခုဒီဖွင့်ပြီဆိုတာလေးကိုနှိပ်လိုက်ပါအဲဆိုရင်ဒီနေရာမှာကိုကတကယ်လို့မော်မုံမရှိဘူးဆိုရင်စိန်နဲ့ဝင်မယ်ဆိုရင်စိန်ဆိုတာလေးရွေးချယ်ကိုကမော်မုံဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမော်မုံဆိုတာလေးကိုရွေးပေးမယ်ဒါဆိုရင်မော်မုံနဲ့ဖွင့်မယ်ဖြစ်တဲ့အတွက်ဟုတ်ပြီဆိုတာနှိပ်လိုက်မယ်ထပ်ပြီးတော့ဒီကောင်လေးကိုလက်ခံလိုက်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ mass man ကတော့ပွင့်သွားပြီဖြစ်ပါတယ်မြင်တဲ့အတိုင်းပါပဲဟုတ်ပြီကျွန်တော်တို့ဒီအပြဒီ tense ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ update လုပ်မယ်ဆိုရင်လည်းကျွန်တော်ဒီနေရာထိလိုက်ပါဒါဆိုရင်အဆင့်မြင့်သွားတဲ့သဘောပါပဲကျေးဇူးအများကြီးတင်ပါတယ်ခုကြည့်လိုက်ပါကျေးဇူးကပါဆိုင်ငယ်အောင်မြင်ဆောင်ရယ်